main tab မှာ football မှာကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်ချက်ပြမယ်ကျွန်တော်တုတ်ပြမယ်အားလေးကတော့ရိုးရိုးရှင်းရှင်းနဲ့အိမ်မှာလွယ်တကူတုတ်စားလို့ရတဲ့ပဲကြဆန်တုတ်လေးပါပဲကြဆန်တုတ်လေးကိုတုတ်ပြမှာဖြစ်ပါတယ်ပဲချန်စာအချင်းတုတ်ပေါ့လက်ကတော့ဆေးပြီးပါပြီဒါတော့ပဲချန်စာလေးကိုရီစိမ်ပြီးမှပြုတ်ထားတာပါဒါတော့ချက်တုံတောက်ရှင်းထားတဲ့ဟာလေးထည့်ပါမယ်ပြီးရင်ဖောက်ကောပါကော့နဲ့နန်းနဲ့ဝေးထားတဲ့လှုပ်ထားတဲ့ဖီမွေးလေးထည့်ပါမယ်ပြီးရင်ချက်တုံဖြူဖီမွေးလေးထည့်ပါမယ်ကျွန်တော်တော့ဖီအများကြီးဖြစ်မှာဆိုတော့တစ်မျိုးတစ်စုံလောက်ပဲထည့်ထားပါတယ်ဒါကတော့အတီးရွက်တွေပါဒါကတော့တခွားတီးပါတခွားတီးကိုရေးလေးလီရတာပါအဲ့ဒါလေးထည့်ပါမယ်ဒီဘက်ကတော့မုံလာဥနီပါမုံလာဥနီကိုခပ်ပါပါလေးရေးလေးလီရတာပါကြာညုတ်တစ်စုံထည့်ပါမယ်အရောင်လေးလောက်အောင်ပါဒါတော့ QV ပါ QV လေးတစ်စုံထည့်ပါမယ်မင်းစားစုံနဲ့တစ်စုံထည့်ပါမယ်ပဲငံပြရတော့ကျွန်တော်ဗီဒီယိုမှာတစ်စုံပဲထည့်ထားတယ်အငံလို့ကျွန်တော်အပြင်မှာနောက်ထပ်တစ်စုံထည့်ဆိုအားလုံးပေါင်းပဲငံပြရကနှစ်စုံခွဲလောက်ထည့်ပါအရတာတော့ပါဒါကတော့နှစ်ပွဲစာလောက်တုတ်ပြထားတာပါရှာလာကာရီလည်းတူပါပဲဒီမှာထည့်ပြထားတာဗီဒီယိုမှာထည့်ပြထားတာတော့တစ်စုံနဲ့ထည့်ပြထားပါပြီးတော့အချင်းလို့ဆိုမှကျွန်တော်နောက်ထပ်တစ်စုံခွဲလောက်ပြန်ထည့်လိုက်ပါတယ်အဲ့ဒါမှအချင်းရတာတော့ပါဒါတော့မြေပဲလေးကိုမညက်တညက်လေးထောင်းထားတာပါအရတာတော့ကိုယ်စိတ်ကြိုက်ပြင်လို့ရပါတယ်ဒါကတော့တက်ရှိပါတက်ရှိငါးသားမုံပါအိမ်မှာဟင်းကြုံမုံတုံးတော့အဲ့တက်ရှိတစ်မျိုးပဲတုံးပါတယ်ကဲစတုပ်ပါမယ်အားပါရနေပါမယ်ငရုတ်တီးပါတွေကမထည့်သေးပါဘူးအိမ်ကချစ်မေကငရုတ်တီးလုံးဝမစားလို့ပါအဲ့ဒါချစ်မေအတွက်အရင်တုပ်ပေးပါတယ်ချစ်မေအတွက်အရင်တုပ်ပြီးခွဲထားပေးပါတယ်ချက်တော်မိန်နဲ့မလေးဖြူပါမယ်ပြီးရင်ချက်တော်နီကျော်လေးဖြူပါမယ်အဲ့ဆိုရင်အဆက်မပါထားတဲ့ဟိုဟာရပါပြီကဲဖီချက်ထည့်ပါမယ်ငရုတ်တီဖီချက်ထည့်ပါမယ်အယောင်လေးပူလာအောင်ပြီးွားရင်ငရုတ်တီစိန်ပပလီရတဲ့ထည့်ပါမယ်ငရုတ်တီစိန်ပပမဟုတ်ပါဘူးထက်ချန်လီရတဲ့ထည့်ပါမယ်ပြီးရင်ချက်တော်မိန်နဲ့မိတ်အကုန်လုံးထည့်ပြီးတုပ်လိုက်ပါမယ်အခုမှကာလာလေးရရေးရေးတက်ကလေးနဲ့တော့ချင်းငံဆက်ကြိုက်လို့ရဲရဲတောက်ချင်းငံဆက်ကိုပဲကြိုက်ပါတယ်အယောင်ဖြို့နေရောမကြိုက်တာပါကဲတော့ဗကန်လေးဆွဲလို့မရအောင်ရေးရဲ့အကြောင်းကဲဖိဖိထဲပါရဲ့မှာအရတာရမ်းရှိတဲ့ပိတ်ကြဆန်တုပ်လေးရပါပြီဒါတော့အောက်ကအစာပလာလေးကိုပေါ်မှာတင်ပါမယ်ချက်တွန်ကျော်လေးဖြူပါမယ်ချက်တွန်ကျော်ကုန်ထဲပါမယ်ကုန်ဖြူလိုက်တော့ပါမယ်ချက်တွန်ကျော်လေးကလည်းမီးနေပြင်းသွားတော့နည်းနည်းလေးညူသွားကဲဖီချက်လေးထည့်ပါဆိုင်ပြီးရုပ်တီးဖီလေးပေါ်ဆန်းလိုက်ပါကဲအဲ့ဆိုရင်ရိုးရိုးရှင်းရှင်းနဲ့အလုံးအရသာရှိပြီးမှစားလို့ကောင်းတဲ့ပဲကြဆန်တီးစုံတုပ်ကလေးရပါပြီအလုံးကျေးဇူးတင်ပါတယ်